အခုကြည့်နေတဲ့သူက personal branding တိစောက်နေတဲ့သူလားမင်္ဂလာပါကျွန်မကတော့ Joy Detox and Healthy Meal Company ရဲ့ CEO and Founder စုမြတ်တို့ပါခုနောက်ပိုင်းမှာ personal branding ဆိုတဲ့စကားလုံးဟာအရန်ကိုခေတ်စားလာတဲ့စကားလုံးတစ်လုံးဖြစ်နေပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ဟာအောင်မြင်ခြင်းနဲ့တိုးတက်ပြောင်းလဲခြင်းနဲ့ပတ်စံတွေအများကြီးရှာခြင်းနဲ့လုပ်ငန်းတွေမှာအဆင်ပြေခြင်းနဲ့ဆိုရင်တော့ကို personal branding ကိုအကောင်းဆုံးတည်ဆောက်ထားဖို့လိုပါတယ် personal branding ဆိုတာဟာအလွယ်ပြောရရင်ပုံရိပ်ဖြစ်ပါတယ်ကိုလူတွေကဘယ်လိုသတ်မှတ်ကြလဲဆိုတဲ့အရာမျိုးကိုပြောတာဖြစ်ပါတယ်တကယ်လို့ formula အနေနဲ့ဒါပြောရမှာဆိုရင် personal branding ဆိုတာဟာ who you are နဲ့ what you stand for ဆိုတဲ့နှစ်ခုကိုပေါင်းစပ်ထားတယ်လို့ကျွန်တော်တို့ထင်ပါတယ်ဒီနေရာမှာတော့မိကုန်းတစ်ခုရှိလာပါတယ်ကိုယ့်ရဲ့ personal branding ကိုဘယ်လိုတည်ဆောက်ကြမလဲလွယ်ပါတယ်ဒီနေ့ခေတ်မှာကျွန်တော်တို့ဟာ social media platform မျိုးစုံရှိနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့တိစောက်ချင်တဲ့ပုံရိပ်ကို social media တွေကနေတဆင့် public ကိုအများကြီးဖော်ပြနေလို့ရပါတယ်ဒါပေမဲ့အရေးကြီးတာတစ်ခုကဘာလဲဆိုရင်ကျွန်တော်တို့ public ကိုပြနေတဲ့ကျွန်တော်တို့ရဲ့ပုံရိပ်ဟာကိုယ်တိုင်ကလည်းအဲ့လိုလူဖြစ်နေဖို့အရင်အရေးကြီးပါတယ် social media တွေမှာကိုဖော်ပြလိုက်တဲ့ကိုယ့်ရဲ့ personal branding ပုံရိပ်တစ်ခုဟာကိုယ့်ရဲ့လက်တွေ့ဘဝနဲ့မကိုက်ညီနေဘူးဆိုရင်တော့ကိုဟာစစ်မှန်တဲ့ personal branding ကိုရရှိမှာမဟုတ်ပါဘူးကဲကိုသာဆိုရင်ရောစစ်မှန်တဲ့ personal branding တစ်ခုဖြစ်လာအောင်ဘယ်လိုတည်ဆောက်မလဲဆိုတာကို comment မှာမှတ်သွားခဲ့ကြပါဦး